အားလုံးပဲမင်္ဂလာပါရှင်တနင်္လာသားသမီးများအတွက်မိမိတို့ကံကြမ္မာအစိုးကောင်းနေဆောင်ရံရှောင်ရံများနဲ့မိမိတို့အတွက်ကံလက်လာပါကိုပွင့်လန်းစေတဲ့အဆောင်ရည်ရများကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးများအတွက်ဒီလိုကာလဟာမိမိကိုမိမိတည်ဆောက်နေရတဲ့ကာလမျိုးလို့ပြောလို့ရပါတယ်စူးစမ်းရုန်းကန်မှုနဲ့လှုပ်ရှားမှုတွေများပြားတဲ့အချိန်ကာမျိုးမှာရှိတယ်မိမိလုပ်ငန်းထဲမှာပဲအာရုံဆွဆိုင်ပြီးတော့လုပ်ကိုင်နေမိတတ်တယ်အဲ့တော့ဒီလိုကာလမှာကကိုမအပပေါ့နော်ကျန်တဲ့အရာယုံကြည်စရာတိတ်မရှိနေတတ်ဘူးအဲ့တော့ဒီလိုကာလမှာကလုပ်ငန်းပိုင်းဆိုင်ရာကံကြမ္မာအပြောင်းလဲတွေကြုံတတ်တဲ့ကာလမျိုးမှာရှိပါတယ်အလုပ်ကိုင်အပြောင်းလဲအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့အရွှေ့အပြောင်းတွေကြုံရတတ်တယ်လက်ရှိလုပ်ကိုင်တဲ့နေရာကနေပြီးတော့မိမိကပြောင်းလို့စိတ်မရှိပေမဲ့လည်းလို့ဒီလောက်ကင်မှုဒီဌာနပြောင်းတာနေရာပြောင်းတာတွေအဲ့လိုမျိုးတွေအပြောင်းလဲကြုံတတ်တယ်အဲ့တော့ဒီလိုကာလမှာကိုယ့်ရဲ့စူးစမ်းတလားအားထုတ်တလားအကျိုးမြတ်ရရှိတတ်တဲ့အချိန်ခါမျိုးမှာရှိပါတယ်ငွေကြေးပိုင်းဆိုင်ရာတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆိုဒီလိုကာလမှာဝင်လာလဲများတယ်ဝင်အားရှိတယ်အဲ့လိုမျိုးပဲဒီကုန်ကြမှုကလည်းများပြားနေတတ်တယ်ကိုယ့်အတွက်မဟုတ်တဲ့အကြောင်းအရာတွေရောမိသားစုရဲ့ကိစ္စတွေမှာရောငွေကြေးကုန်ကြမှုတွေများနေတဲ့အချိန်ကမျိုးမှာရှိတယ်ပေါ့နော်အဲ့တော့ငွေရလဲကိုမထင်မှတ်တဲ့ဘက်ကနေပြီးတော့မထင်မှတ်တဲ့အကြောင်းအရာနဲ့ဝင်လာဖို့ကံတရားရှိတယ်ပေါ့နောက်တစ်ခါကျတော့ဒီလိုကာလမှာတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တူနဲ့တူနားလည်မှုလွဲတတ်တယ်ထင်မြင်လွဲတတ်တယ်ဒီလိုကာလမှာစောင့်မျှချက်တွေမှားယွင်းတဲ့အချိန်ကမျိုးမှာရှိတယ်ပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆိုတူတဲ့ရုံးကန်နေရတဲ့ကဲ့သို့ဖြစ်နေတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်တူတဲ့ဘယ်လိုဆိုတူတဲ့ရုံးနေရတယ်တူတဲ့ရွေ့နေရတယ်အထီးကျန်ဆန်တယ်အဲ့လိုမျိုးတွေခံစားနေရတတ်တယ်ပေါ့နော်နားလည်မှုတူနဲ့တူလွဲနေတတ်တယ်ပေါ့အဲ့လိုမျိုးမှရှိတယ်ပေါ့အဲ့တော့ပြီးတော့နောက်တစ်ခါကျမိမိရဲ့ခေါင်းမာမှုတည်ယူတန်မှုအဲ့ဒီအကြောင်းအရာတွေကလည်းဒီအိမ်တော်ကြီးမှာကပောက်ကစားတွေပြည့်ရွံ့သွားတာမျိုးတွေဖြစ်တဲ့အချိန်ခါမျိုးလို့ပြောလို့ရပါတယ်เนาะဒီလိုကာလမှာကိုတိုင်းနဲ့လည်းသက်ဆိုင်နေလို့ပြောလို့ရတဲ့အချိန်ခါမျိုးလို့မှရှိတယ်ပေါ့ကျမကြီးနဲ့ပတ်သက်ပြီးတဲ့ကျမကြီးကကောင်းတယ်ဒီလိုကာလမှာဘာမှအထွေထူးမရှိဘူးဒါမှတခုရှိတာဒီလိုကာလမှာကအသေးအဖွဲလေးတွေကျမကြီးအားနေတာမျိုးလို့ဖြစ်တယ်ဘာရင်မဟုတ်ပဲကချောဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုကာလမှာရှော့ရမှာဘာလဲဆိုလို့ရှိရင်အပေါင်းအသင်းနဲ့အပျော်ပါရှော့ဝေးပါမိမိတို့မှားယွင်းတဲ့လမ်းတွေဘက်ကိုရောက်တတ်တယ်စိတ်ထပေါက်မလိုအပ်တဲ့စိတ်ထပေါက်တွေရှာမျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့နောက်တစ်ခါဒီလိုကာလမှာကတဲ့မိမိလိုချင်တဲ့အရာနဲ့အိမ်နောက်ရဲ့အခြေအနေပဲမိမိလိုချင်တဲ့အရာနဲ့ဖြစ်နေတဲ့အရာတွေကလွဲကြော်ပြီးကိုအားမလို့အားမရဖြစ်နေတတ်တယ်တဲ့အဲ့တော့မို့အဓိကတူနဲ့တူကဘယ်လိုလဲဆိုတော့မေတ္တာရှိကြတာခံယူချက်တွေတူတယ်နားလည်မှုလွဲနေတာတူနဲ့တူနားလည်မှုလွဲနေတာမညီနိုင်မိတာအဲ့လိုမျိုးကြုံနေရတာပေါ့နော်အဲ့တော့ဒီအစိုးရတော့မဟုတ်ဘူးဒါမဲ့ပြန်ပြီးတော့ဒီပွင့်လေးနဲ့နားလည်မှုတိဆောက်လိုက်လို့ရှိရင်ပြန်ပြေလည်မယ်ထဲမှာပါတယ်ပေါ့အဲ့တော့ဒီတိုင်းဆက်သွားမယ်ဆိုရင်တူနဲ့တူဝေးခွာသွားတတ်တယ်လို့တွေ့ရပါတယ်အဲ့တော့မိမိတို့ရဲ့လက်ရှိကံကြမ္မာကပိုကောင်းလာအောင်လှုပ်ဆောင်တဲ့နဲ့လှုပ်ဆောင်တော့လည်းမိမိတို့အကျိုးဖြစ်တွန်းစေမဲ့ရတရားကြတော့ကြာပန်းလူတွေနဲ့ကုသိုလ်ပြုလို့ဆောင်ရပြပါကြာပန်းဒါမှမဟုတ်လို့ရှင်လဲကြာပန်းရက်နဲ့ရင်မွေးဆောင်တာမျိုးရင်မွေးကိုလှူတာမျိုးကြာပန်းရက်မဲ့ရင်မွေးကိုဘုရားကိုလှူတာမျိုးပေါ့နော်ရင်မွေးအနံ့လေးလှူတာမျိုးပြီးတော့ဒါမှမဟုတ်ကြာပန်းဘုရားကက်လှူပူဇော်တာမျိုးအဲ့ဒါမိမိတို့အကျိုးအများကြီးဖြစ်တွန်းစေတယ်ပေါ့အဲ့တော့တရဏသမီးစမစ်ဆွေတွေအားလုံးအစီအမံချုံမွေးကြပါစေအလောက်ကိုင်းနေပွင့်လန်းပြီးတော့မိမိလိုအပ်ပန်းနိုင်ကိုလျင်မြန်စွာရောက်ရှိနိုင်ကြပါစေရှင်